အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MU Plus MM YouTube channel လေးကနေကြိုဆိုပါရစေ။ကျွန်တော်တင်ပြချင်တာလေးကတော့ဒီနေ့ Premier League ရဲ့2025-2026ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ် Arsenal အသင်းနဲ့ Manchester United တို့ရဲ့ဝေးကင်းပွဲစဉ်2-3 ဂိုးနဲ့ပွဲစဉ်ကအကောင်းဆုံးပွဲစဉ်ဖြစ်ဆုရရှိခဲ့ပါတယ်။အဲ့ပွဲစဉ်မှာတော့ Arsenal ဘက်ကမာတီနဲ့ OG နဲ့မာရီနိုနဲ့ပေါ့နော်2ဂိုးရရှိခဲ့ပြီးတော့ United ဘက်ကတော့Brian Mbeumo ရဲ့ဂိုးနဲ့ပြီးတော့ဒိုဂူရဲ့နောက်တစ်ယောက်ကနောက်ဆုံးကွန်ညာရဲ့ဂိုးနဲ့ United က Arsenal ရဲ့အိမ်ကွင်း Emirates မှာ2ဂိုး3ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကို Premier League ကဒီနေ့ရာသီပြီးခဲ့တဲ့ရာသီရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်official ကြေညာခဲ့ပါတယ်ကျွန်တော်ရဲ့YouTube channel လေးကို subscribe လေးနှိပ်ပေးကြပါဦးအားလုံးပဲကျေးဇူးပါ